ဒီနေ့မှာတော့စုံထောက်မင်းမင်းနဲ့သွေးနီနီဆိုတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးမိုးညတညင်လမ်းမတစ်လျှောက်မိတွေပြက်မှောင်မင်းနေကြပြီစိတ်ကူးရင်နဲ့စိုးပုံပြင်တစ်ပုဒ်ထဲကဒိုင်လက်တွေ့ဖြစ်လာမိအလားအလာရှိနေတဲ့ညတညင်ည7 တနာရီခန့်တွင်အမျိုးသမီးတဦးရဲရဲဆက်ဆက်အသက်ခံခဲ့ရပါတယ်နောက်တစ်ရက်မှာတော့ထိုမှုကိုစုံစမ်းဖို့စုံထောက်မင်းမင်းကညနေခင်း9 နာရီခန့်မှာမန္တလေးမြို့ရှိရပ်ကွက်တစ်ခုကအိမ်တစ်တလုံးကိုစစ်ဆေးဖို့ချက်ချင်းရောက်လာခဲ့ပါတယ်အဲ့ဒီအိမ်ဟာမနေ့ကပဲအသက်35နှစ်ခန့်အမျိုးသမီးတဦးအသက်ခံခဲ့ရတယ်ဆိုတဲ့သတင်းနဲ့အများသူငါအကြားထိတ်လန့်စရာဖြစ်နေခဲ့တယ်ဒါဟာတတိယအကြိမ်မြောက်ဖြစ်စဉ်လည်းဖြစ်တယ်စုံထောက်မင်းမင်းအမှုခင်းဖြစ်တဲ့အိမ်ရှိရောက်မှာတော့လူတက်မှုဖြစ်တာ3 ခါရှိပြီအနည်းဆုံး3 ယောက်အသက်ဆုံးရှုံးခဲ့ရပြီဒါကစိတ်ယူတစ်ယောက်ရဲ့လောက်ရမျိုးထက်မကဘူးလို့နာကြီးစွာရေရွတ်လိုက်တယ်အိမ်ထဲဝင်သွားတဲ့အချိန်မှာတော့အခန်းတစ်ခန်းရဲ့နံရံမှာသွေးနီနီနဲ့ရေးထားတဲ့စကားငါပြန်လာမယ်လို့တွေးလိုက်ရတယ်စုံထောက်မင်းမင်းလဲစာသားကိုတေချာစစ်ဆေးမှုပြုလုပ်ပြီးအနာကအိမ်သူအိမ်သားတွေအနေနဲ့ငြိမ်ငြိမ်ချမ်းချမ်းမနေရတော့ဘူးနေ့တိုင်းညတိုင်းကြောက်ရွံ့ထိတ်လန့်စွာနေရတယ်လူသေးပြီးတိုင်းစစ်ဆေးတာတရားခံကိုမမိနိုင်သေးဘူးဒီတခါတော့စိတ်ရှိရှိနဲ့ကိုစွမ်းကိုစအကုန်သုံးပြီးတရားခံကိုဖော်ထုတ်မယ်ဟုရေရွတ်လိုက်တယ်ပြီးတော့သူ့ရဲ့စာအုပ်မှာအရေးကြီးဆုံးအချက်3 ချက်ကိုမှတ်သားထားလိုက်တယ်လူတက်မှု3 ခုလုံးမှာအချိန်ဟာည7 တနာရီနီးပါးပဲနှစ်တန်တရားရှိသူတွေမှာအမျိုးသားတဦးကိုထူးဆန်းစွာတစ်နေ့တည်းတွင်3 နေရာတွင်တွေ့ရကြောင်းစုံစမ်းရရှိထားတယ်3သွေးနဲ့ရေးထားတဲ့စာသားတွေကလည်းတူညီမှုတွေရှိနေတယ်လူသက်ကောင်ငါမင်းကိုရှာဖွေနေတယ်နတ်ဆိုးဟုတ်ခဲ့ရင်တောင်အမှုရအောင်ဖွင့်မယ်ဒီလိုနဲ့စုံထောက်မင်းမင်းကတက်တေရှာဖွေရာကနေတဆင့်ချိတ်ဆက်ရင်အမှန်တရားကိုရှာဖွေဖော်ထုတ်လာနိုင်တယ်လူသက်ကောင်နတ်ဆိုးမဟုတ်ဘူးသူကလူသားတက်တာတွေကအချစ်ဟောင်းကြောင့်ရရှိခဲ့တဲ့စိတ်တန်ရာနဲ့တန်ရောစင်နာကြီးမှုတွေကြောင့်ဖြစ်လာတာနတ်ဆိုးစိတ်ဆိုတာတကယ်တော့လူစိတ်ရဲ့အနက်ရှိုင်းဆုံးစိတ်တန်ရာနာကြီးမှုတစ်ခုပဲဆိုတာသိလိုက်ရတယ်ဒီလိုနဲ့ဆက်လက်ရှာဖွေရင်မှုခင်းစစ်အဖွဲ့ရဲ့အတည်ပြုချက်အရစာသားမှာရေးထားတဲ့သွေးကအမျိုးသမီးတဦးရဲ့သွေးဖြစ်ကြောင်းတည်ပြုလာတယ်တေဆုံးသူ၏အမိမှာတင်းတင်းအသက်ကတော့35နှစ်ပြီးခဲ့တဲ့လူသက်မှုဖြစ်စဉ်မှာတေဆုံးခဲ့ရာကတော့သူမရဲ့အချစ်ဆုံးသူငယ်ချင်း2 ဦးချယ်ရီနဲ့ခင်စင်တို့ဖြစ်ကြတယ်မှုခင်းစစ်အဖွဲ့ရဲ့စစ်စစ်ချက်အရလူသက်ကောင်ဟာရရဆက်ဆက်မူရင်းချင်းပြီးမှတက်ဖြတ်ခဲ့ကြောင်းတွေ့ရှိခဲ့ရတယ်တင်းတင်းမှာလည်းအလားတူစစ်စစ်ချက်ထွက်ပေါ်နေတဲ့အဲ့ဒါနဲ့စုံထောက်မင်းမင်းလည်းဆက်လက်စုံစမ်းရတင်းတင်းရဲ့လက်ရှိချစ်သူကလုပ်ငန်းရှင်သူထေးတဦးလို့သိရှိရတယ်လက်ရှိချစ်သူနဲ့သူမရဲ့သူငယ်ချင်း2 ယောက်မှလည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိကြတယ်လို့ကြားသိရတယ်နောက်ထပ်တစ်ခုအနေနဲ့တင်းတင်းမှာအချိန်ကြာကြီးတွဲခဲ့တဲ့ချစ်သူဟောင်းရှိခဲ့တယ်လို့သိလာရတယ်အဲ့လူကတော့စားတောက်ဆိုင်တစ်ခုမှာစပိုမှုအလုပ်လုပ်နေတဲ့ကိုမိုးဆက်ဆိုသူပဲသူကတင်းတင်းကိုအယမ်းချစ်တာတင်းတင်းကသူ့ထက်တာတဲ့သူကိုတွေးလို့သူ့ကိုလမ်းခွဲလိုက်တာလို့သိရတယ်တွေးနဲ့စာရေးတာဟာတရားမျှတမှုတောင်းဖို့မဟုတ်ဘူးချစ်ချင်းကိုပြန်လိုချင်တဲ့တကယ်နာကြီးမှုရဲ့တက်တည်ဖြစ်ပဲလို့မင်းမင်းကကောက်ချက်ချလိုက်တယ်ထို့နောက်တန်တရားရှိသူကိုမိုးဆက်ကိုခေါ်ယူစစ်ဆေးဖို့ဆုံးဖြတ်ချက်ချလိုက်တယ်အမှုစစ်ခန်းထဲသို့မိုးဆက်ကဟမ်မပြက်လိုက်လာခဲ့တယ်သူ့မျက်နှာမှာကြောက်လန့်တဲ့ပုံစံပေါ်မနေပဲတွေးရတယ်လို့မင်းမင်းကတစ်ချက်တွေးလိုက်တယ်ကဲကိုမိုးဆက်ထိုင်ပါအောင်ဗျတင်းတင်းကိုခင်များတိလားလို့မင်းမင်းကမေးလိုက်တယ်မင်းအပိုတွေငါ့ကိုမမေးနဲ့မေးစရာရှိတာမြင်သာမေးလို့ခက်နေပြီးပြောလိုက်တယ်ကဲဟုတ်ပါပြီဗျာအဲ့ဒါဆိုတင်းတင်းနဲ့သူ့သူငယ်ချင်း2 ယောက်အသက်ခံရတာခင်များနဲ့ဘလို့ပတ်သက်လဲလို့တဲ့မေးလိုက်တယ်ဟာမင်းငါကိုဆွဆွဲနေတာလားငါနဲ့သူကလမ်းခွဲလိုက်တာကြပြီလေအဲ့အကြောင်းတွေငါမပြောချင်ဘူးကွာတေချာတာတစ်ခုကတော့ငါမတက်ဘူးအဲ့ဒါပဲပြောနိုင်တယ်တေချာလားကိုမိုးဆက်လို့ထက်မင်းနေတော့မှာပဲစုံထောက်မင်းမင်းစီကိုဖုံးဝင်လာခဲ့တယ်မင်းမင်းလည်းမိုးဆက်ကြားရအောင်ဖုံးစပီကာကိုဖွင့်လိုက်တယ်ဟဲလိုဆရာလူတက်မှုအတွက်အရေးကြီးတဲ့တက်တည်ဖြစ်တဲ့ဖုံးတစ်လုံးတွေ့ထားတယ်ဗျ
ဖုန်းကအိယာအောက်ကအန်ထဲမှာရှိနေတာပြီးတော့အဲ့ဒီဖုန်းကအပိုတစ်လုံးဖြစ်မယ်ပဲတင်းတင်းကတေချာတိန်ထားတာလူသက်တရားခံရှာမတွေ့ခဲ့ဘူးထင်တယ်တင်းတင်းကိုချင်းချောက်ထားတဲ့အတန်မက်ဆေ့တွေစာတွေကိုတီးကြတဲ့တက်တွေအဖြစ်တွေရှိရတယ်ပြောထားတဲ့သူကပိုမိုးဆက်တဲ့နောက်ထပ်စစ်စစ်ချက်အနေနဲ့ထိုသူရဲ့လက်ပွေနဲ့တေဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်ကလက်ပွေရာတွေကတစ်ထက်တည်းပဲဆရာလို့သတင်းပို့လာပါတယ်ကဲလူသက်မှုတိုင်းကောင်ကြားတယ်နော်ခင်များဘလို့ညင်းမလဲခင်များအမှုရင်ဆိုင်ဖို့အကောင်းဆုံးရှိနေတာငားထားလိုက်တော့အခုတော့အချုပ်ခန်းထဲမှာနေလိုက်ပါအောင်ခင်များပြုတိကံကခင်များထံပြန်လာတတ်တယ်ဆိုတာမမေ့တင်ဘူးပြလို့ပြောရင်အမှုအတွက်တက်တေတွေအချက်လက်ကိုပြင်ဆင်ရင်းတက်ပြင်းတစ်ချက်ချလျက်နာကြီးမှုကနဆိုးစိတ်တပွဲရက်ဆက်ကြမ်းကြုတ်တက်ပါလားလို့တယောက်တည်းရေရွတ်လိုက်မိတယ်ဒီလိုနဲ့တရားရုံးမှာအမှုရင်ဆိုင်လာရင်ပြစ်မှုရှိကြောင်းဘလို့မှညှင်းပယ်မရတဲ့အခါမှာတော့လူသက်တရားခံမူရင်းကောင်မိုးဆက်လဲသူတက်ကြောင်းဝန်ခံလိုက်ရတော့တယ်မင်းပါလို့တင်းတင်းကိုတက်ခဲ့တာလဲလို့မေးတဲ့အခါမှာတော့ကျွန်တော်ကတင်းတင်းကိုအယမ်းချစ်တာဗျဒါပေမဲ့သူကကျွန်တော်ထက်တာတဲ့လူကိုရွေးပြီးကျွန်တော်ကိုလမ်းခွဲဖို့ပြောတယ်ကျွန်တော်ကိုရက်ရက်ဆက်ဆက်နဲ့စိတ်နာအောင်ပြောပြီးလမ်းခွဲသွားတာဗျကျွန်တော်လည်းဘလို့မှတားမရတဲ့အဆုံးမှာလမ်းခွဲပေးလိုက်ရတယ်ကျွန်တော်အလုပ်ကိုစူးစမ်းပြီးအောင်မြင်မှုရရှိဖို့စူးစမ်းပါသေးတယ်သူ့ကိုနာကြီးတဲ့စိတ်ကဘလို့မှထိမ့်မရတာနဲ့ပြန်တွဲဖို့တောင်းဆိုတယ်ဒါပေမဲ့မရခဲ့ပါဘူးသူ့ကိုချင်းချောက်တဲ့စာတွေအတန်ဖိုင်တွေပို့ခဲ့တယ်အဲ့ဒါနဲ့နောက်ဆုံးမူရင်းချင်းပြီးရရက်ဆက်ဆက်တက်မိသွားတာပါပဲကျွန်တော်လဲယူသွားပြီထင်ပါတယ်ဗျာအဲ့ဒါဆိုသူ့သူငယ်ချင်းနှစ်ယောက်ကိုရောဘာလို့ရရက်ဆက်ဆက်တက်ခဲ့ရလဲအဲ့ကောင်မနှစ်ယောက်ကကျွန်တော်တို့ပြည့်ရတဲ့အဓိကတရားခံတွေပဲအဲ့ကောင်မနှစ်ယောက်ကလက်ရှိတင်းတင်းရဲ့ချစ်သူနဲ့ပါတနာကြတယ်ဗျအဲ့ကောင်ကလည်းတင်းတင်းကိုသဘောကျနေတာသူ့သူငယ်ချင်းနှစ်ယောက်ကိုပိုက်ဆံပေးပြီးပေါင်းတယ်အဲ့ကောင်မနှစ်ယောက်ကလည်းတင်းတင်းနဲ့ကျွန်တော်ကွဲအောင်နေ့တိုင်းတွေးထိုးကြတာပေါ့ကျွန်တော်ကိုတွေ့ပြီဆိုရင်အမြဲတမ်းချိုးနေတဲ့အကြည့်တွေစကားတွေနဲ့ပဲထိုးနှက်ကြတယ်အဲ့လိုနဲ့နာကြီးမှုတွေကြီးမားလာတဲ့အခါမှာတော့ရရက်ဆက်ဆက်မူရင်းချင်းပြီးတက်ပစ်လိုက်တယ်လို့ဝန်ခံလိုက်ပါတယ်တရားသူကြီးကလည်းတရားခံမိုးဆက်ကိုတေတံချမှတ်လိုက်တယ်နားထောင်ပေးကြတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါသည်နောက်များမှာလည်းစိတ်ဝင်စားပွဲအော်ရီယိုကုတ်များတင်ဆက်ပေးမှာဖြစ်တဲ့အတွက်လာရောက်နားထောင်ဖို့ဖိတ်ခေါ်အပ်ပါသည်